လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမောင်ထုံးဆိုတဲ့လူပြိုကြီးဟာရွာရဲ့အစွန်တင်းချိုင်းဟောင်းကြီးနဲ့မလန်းမကန်းမှရှိတဲ့လက်တော်ဆောင်ထဲမှာတယောက်တည်းနေထိုင်ပါတယ်။မောင်ထုံးကအလုပ်ကြိုးစားပေမဲ့ခေါင်းမာပြီးအကြောက်လန့်ကင်းသူတယောက်ပါ။ဝါဆိုလာရဲ့မိုးတဲထန်နေတဲ့ညတညမှာတော့တဲပြင်ဘက်ကခွေးတွေကအုပ်စုလိုက်ကြီးဆွဆွငင်ငင်ဦးတန်တွေကြောင့်မောင်ထုံးနိုးလာခဲ့ပါတယ်။အပြင်ကိုကြီးလိုက်တဲ့အခါမိုးရီထဲမှာရက်နေတဲ့မိန်းကလေးတယောက်ကိုမြင်လိုက်ရတယ်။သူမကသပင်တွေဖားလာချတာပြီးအဝါရောင်ရင်မိုးအင်ကြီးလေးကကိုမာကတ်နေပါတယ်။ကိုထွန်းကျမအရန်ချမ်းလို့ခဏလောက်ဝင်သားပါရစေ။အဲ့လိုပြောလိုက်ပါတယ်။အတန်ကတိုးတိုးလေးပေမဲ့မောင်ထွန်းရဲ့နားထဲမှာတော့ပဲ့တင်ထက်နေတယ်လို့ပဲ။မဝါဆိုတဲ့အဲ့ဒီမိန်းကလေးဟာအဲ့ဒီညကစပြီးညာတိုင်းလိုရောက်လာတတ်ပါတယ်။ဒါပေမဲ့သူမရောက်လာတိုင်းတဲတစ်ခုလုံးမှာပုတ်စော်နဲ့လိုအေးစစ်စစ်အနံဆိုးတစ်ခုကလွှမ်းသွားတတ်တယ်။တညမှာတော့မောင်ထိုးကမက်ဝါရဲ့ထူးဆန်းတဲ့အမူအရာတွေကြောင့်တန်တရားဝင်လာပါတယ်။မက်ဝါကကုတ်ပစ်ပေါ်မှာထိုင်နေရင်သူမရဲ့လက်မောင်းကိုကုပ်နေတာကလက်သေးတွေမြေကြီးပေါ်ပြုတ်ကျတဲ့အထိပါ။မောင်ထိုးကတညမှာတော့မက်ဝါအိပ်ပျော်နေတဲ့အမှတ်နဲ့သူ့ရဲ့ခြေထောက်တွေကိုကြီးလိုက်မိတယ်။အဲ့ဒီမှာပဲသူသွေးပြတ်သွားပါတော့တယ်။မက်ဝါရဲ့ခြေပွားတွေကရှေ့ကိုမျက်နှာမမူပဲအနောက်ဘက်ကိုလှည့်နေတာပါ။သူကြောက်လက်လက်နဲ့အပေါ်ကိုပြန်မောကြည့်လိုက်တဲ့အခါမှာတော့မက်ဝါကသူ့ကိုစိုက်ကြည့်နေပါပြီ။သူမရဲ့မျက်လုံးတွေကသွေးရောင်လွှမ်းနေပြီးဗဇက်ကလည်းနှရွက်အထိပြည့်ရသွားပါတယ်။တို့ထွန်းရှင်တိသွားပြီလား။အဲ့လိုမက်ဝါကဟင်းရောက်လိုက်တဲ့အခါသူမရဲ့ကိုယ်ကနေပိုးလောင်လန်းနေတဖြုတ်ဖြုတ်ကြွေကြလာပါတယ်။မောင်ထွန်းကကြောက်လန့်တကြားနဲ့တဲပြင်ကိုပြေးထွက်ဖို့ကြိုးစားပေမဲ့တကားကဖွင့်မရတော့ပါဘူး။အဲ့ဒီအချိန်မှာပဲမက်ဝါရဲ့သပင်းအရှိကြီးတွေကမောင်ထွန်းရဲ့လယ်ပင်ကိုရစ်ပတ်လာပြီးအေးစိတ်နဲ့လက်သေးရှည်ကြီးတွေနဲ့သူ့ရင်ဘက်ကိုကုတ်ချစ်ပါတော့တယ်။နောက်နေ့မနက်မှာတော့ရွာသားတွေကမောင်ထွန်းရဲ့တဲအိမ်လေးထဲမှာမောင်ထွန်းရဲ့အလောင်းကိုမျက်လုံးအပြူသားနဲ့တွေ့လိုက်ရတယ်။ထူးဆန်းတာကမောင်ထွန်းရဲ့လက်ထဲမှာအဝါရောင်အင်ကြီးစာလေးတစ်ခုကိုတင်းတင်းပါအောင်စုပ်ကင်ထားတာပါပဲ။အဲ့ဒီနေ့ကစပြီးအဲ့လေတော်ဆောင်သားကိုဘယ်သူမှမကယ်ရကြတော့ပဲမိုးတဲတဲ့ညတွေဆိုရင်တော့ငါ့ကိုချမ်းမထားပါနဲ့ကိုထွန်းရဲ့တိုးတဲ့အော်ဟစ်တန်ကြီးကိုကြားနေရစေလို့ဆိုကြပါတယ်။